အားလုံးပဲမင်္ဂလာပါချင်းမိုင်မျိုးမှာအိမ်ဝယ်ဖို့အစီအစဉ်ရှိတဲ့သူတွေအားလုံးဒီဗီဒီယိုကိုစောင့်အောင်ကြည့်ပေးကြပါနော် If all of the kings had their queens on the throne, we would pop champagne and raise our toast. ချင်းမိုင်မျိုးလေကောင်မှာရှိတဲ့ Niman area တွေက Next Jayot Condominium facility အဆုံးပါဝင်တဲ့ဒီကွန်ဒိုအခန်းရဲ့အကျယ်ဝန်းကတော့28 square meter ရှိပြီးတော့ show unit နဲ့ standard room တွေကိုအခုဝယ်မယ်ဆိုရင်တော့ special price နဲ့ရမှာဖြစ်ပါတယ်ချင်းမိုင် University, Old Town နဲ့ Maya Shopping Mall တို့ကို9မိနစ်တွင်ရောက်နိုင်မယ် Next Jayot Condo ချင်းမိုင်Condo Hotel Style Project တစ်ခုဖြစ်တဲ့ Star Height Condo ကတော့ Sothep area မှာရှိရပဲဖြစ်ပါတယ်။ Building နှစ်ခုအလွှာ8လွှာအခန်းပေါင်း199 unit နဲ့ facility အဆုံးပါဝင်တဲ့ condo တစ်ခုဖြစ်ပါတယ်။80 square meter ကျယ်ဝန်းတဲ့ 2 bedroom အခန်းကို6 million ဝန်းကျင်နဲ့ဝယ်ယူနိုင်မှာဖြစ်ပြီးတော့ freehold ownership ရမှာဖြစ်ပါတယ်။လစဉ်ဘတ်2000ခွဲဝန်းကျင်ဖြင့်ပြန်ငှားရနိုင်တဲ့အခန်းမျိုးစားဖြစ်ပါတယ်။ချင်းမိုင်မြို့ရဲ့ famous landmark တစ်ခုဖြစ်တဲ့ဒိုင်ဆူတပ်တောင်ကိုမြင်နေရတာကတော့ဒီကွန်ဒိုမှာရှိနေခြင်းရဲ့အရသာတစ်ခုပဲဖြစ်ပါတယ်။ချွန်ဘရာသာလမ်းမကြီးမေးတင်နေရဖြစ်လို့ချင်းမိုင် airport ချင်းမိုင် university နဲ့ Maya shopping mall တို့ကို10မိနစ်တွင်ရောက်ရှိနိုင်တာကြောင့်တကယ်ရွေးချယ်တဲ့ကွန်ဒိုတစ်ခုပဲဖြစ်ပါတယ်။ဒီအခုရောက်နေရကတော့ချင်းမိုင်မြို့မှာရှိတဲ့ B Home Townhouse တရားဝင်နဲ့ရောက်နေရဖြစ်ပါတယ်။ Sankaman District ထဲမှာရှိတာဖြစ်တဲ့ 2-story semi-detached house type အမျိုးအစားဖြစ်တဲ့အိမ်လုံးရဲ့52လုံးသာဆောက်လုပ်မှာဖြစ်ပြီး144 square meter အကျယ်ဝန်းရှိတဲ့အခန်းလေးကန်ရေချိုးကန်3ကန်ကားပတ်ကယ်2စီးရလို့ရတဲ့ town house ဖြစ်ပါတယ်။ B Home ရဲ့ဈေးနှုန်းက 2.35 million ကစတာဖြစ်ပြီးတော့အိမ်ဝယ်တဲ့အခါမှာပါရှိမဲ့ပစ္စည်းတွေကိုဖော်ပြပေးထားပါတယ်။ Ceiling 3 meter အမြင့်ရှိပြီးတော့မိသားစုလိုက်နေလို့ကောင်းတဲ့နောက်ထပ် town house တစ်ခုကတော့ဘီဟုံးပိုဆန်ရဲ့ဘီဇင်ကပ်ဖြစ်တဲ့ Chrono Housing Project ပဲဖြစ်ပါတယ်။အိမ်လုံးရေ26 unit သာဆောက်မှာဖြစ်ပြီး190 square meter အကျယ်ဝန်းနဲ့အိမ်ခန်း၄ခန်းရေချိုးခန်း3ခန်းနဲ့ကားပတ်ကင်2စီးစာရရှိမဲ့ Twin House အမျိုးအစားဖြစ်ပါတယ်။ရဲ့ဈေးနှုန်းက 3.38 million ကစပါတယ်။ဒီအိမ်ရဝင်းတွေကနေချင်းမိုင်လေးစေးကိုသွားမယ်ဆိုရင်မိနစ်20ချင်းမိုင်ဘူတာနဲ့ Home Pro Macro ကိုသွားမယ်ဆိုရင်10မိနစ်ဘူဆန် intersection နဲ့ထက်ရင်လမ်းမကြီးကိုတော့9မိနစ်အတွင်းရောက်ရှိနိုင်မှာပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုခုချင်းမိုင်မှာရှိတဲ့နှစ်ထပ်ကြအိမ်ခန်းသုံးခန်းပါတယ်လုံးကျအိမ်လေးကိုပြပေးပါမယ်ထိုင်းနိုင်ငံရဲ့ထိပ်တန်း developer ဖြစ်တဲ့ Osring ကဆောက်လုပ်ထားတဲ့ Osring Build Sunshine Project အရာဝင်တွေကိုရောက်ရှိနေရပဲဖြစ်ပါတယ်ချစ်စရာကောင်းတဲ့ European Style အိမ်နာမည်လှလှလေးတွေကိုပေးထားပါတယ်120 square meter ကျယ်ဝန်းပြီးအခန်း3ခန်းရေချိုးခန်း2ခန်းနဲ့ကားပတ်ကင်2စီးစာရက်လို့ရတဲ့ဒီအိမ်လှလှလေးရဲ့နာမည်ကတော့ Clifton Hill လို့ခေါ်ပါတယ်AO ရဲ့ standard နဲ့ညီရဲ့ club house တွေလည်းပါရှိပါတယ် district ထဲမှာရှိတာဖြစ်ပြီးတော့ Sunshine Hospital ကို10မိနစ်ချင်းမိုင် University လေးစိတ်နဲ့ချင်းမိုင်ဘူတာကိုမိနစ်20အတွင်းမှာရောက်ရှိနိုင်မှာဖြစ်ပြီးတော့ AO ရဲ့ကပ်ရက်ဖြစ်တဲ့1001 main လမ်းမကြီးကနေပြီးထွက်မယ်ဆိုရင်တာချီရိတ်ကို4နာရီအတွင်းရောက်ရှိနိုင်မှာဖြစ်ပါတယ်ဒီ project တစ်ခုလုံးမှာ265 unit only ပဲရှိတာဖြစ်ပြီးတော့ဈေးနှုန်းနေနဲ့ဆိုရင်တော့ 3.44 million ကနေစပါတယ်အခုကြည့်ပြက Believe Sunshine Major Housing Project ကိုရောက်နေပါပြီ1001လမ်းမကြီးနဲ့ကပ်ရဲ့ Sunshine နဲ့ Major District ကြားမှာရှိတဲ့အိမ်ယာတစ်ခုပဲဖြစ်ပါတယ်ဒီအိမ်ယာထဲမှာဆိုရင်တော့နာမည်လေးတွေအလိုက်အိမ်တွေကိုအမျိုးအစားခွဲခြားထားပြီးတော့99 to 157 square meter အတွင်းကျယ်ဝန်းပြီး2 bed 3 bed 4 bed စတဲ့အိမ်ခန်းတွေပါဝင်တဲ့ 2 story detached houses အမျိုးအစားတွေပဲဖြစ်ပါတယ် Believe ကနေ Major University ကို4မိနစ် Sunshine Hospital ကို9မိနစ်ချင်းမိုင် Airport ချင်းမိုင်ဘူတာနဲ့ Mayaရှိရဲ့ downtown area ကိုတော့မိနစ်30အတွင်းရောက်ရှိနိုင်မှာဖြစ်ပါတယ်။ Garden နဲ့ Clubhouse မှာလေ့ကျင့်ခန်းလို့အပန်းဖြေနားယူရင်းနဲ့လေကောင်းလေသန့်ရရှိနိုင်တဲ့ပတ်ဝန်းကျင်တစ်ခုလည်းဖြစ်ပါတယ်။အရှိအတွက်358လုံးသာပါဝင်တဲ့ဒီအိမ်ယာရဲ့ဈေးနှုန်းကတော့ 4.39 million ဘတ်ကနေစမှာပဲဖြစ်ပါတယ်။ချင်းမိုင်မှာ privacy ကောင်းပြီးတော့ luxury lifestyle နဲ့နေစဉ်တဲ့သူတွေအတွက်ဒီနေ့ Habitat Mahidol Housing Project ကိုလာကြည့်ရအောင်နော်ထိုင်းနိုင်ငံရဲ့ top point developer ဖြစ်တဲ့ Osring ကဆောက်လုပ်ထားတာဖြစ်ပြီးတော့ Mahidol လမ်းမကြီးပေါ်မှာရှိတဲ့ 2-story single house အမျိုးအစားတွေဖြစ်ပါတယ်။ In size တွေကတော့250နဲ့292နဲ့383 square meter ရှိပြီးအိမ်ခန်း၄ခန်းနဲ့5ခန်းပါဝင်ပါတယ်။
quality materials တွေကိုအသုံးပြုထားတဲ့ premium construction project တစ်ခုဖြစ်တဲ့အိမ်ယာဝင်းတစ်ဝင်းလုံးမှာ29 unit သာပါဝင်တာဖြစ်ပြီးတော့ foreigner quota အနေနဲ့6လုံးပဲကျန်ပါတော့တယ်။အိမ်ရဲ့တန်ဖိုးကထိုင်းဘတ်20နဲ့30ကျားမှာရှိတာဖြစ်ပြီးတော့အိမ်ကြီးဆုံး size ဖြစ်တဲ့ Eternal ကတော့လက်ရှိချိန်မှာစူအောက်ဖြစ်သွားပါပြီ။ payment plan အနေနဲ့ဆိုရင်တော့ booking fees ဘတ်2သိန်း down payment 30% project ပြီးသွားလို့အိမ်ရတဲ့အခါကျမှကျန်ငွေ 70% ကိုအကြည့်ချင်းရမှာဖြစ်ပြီး8လအတွင်းမှာမိမိတို့အိမ်ကိုရရှိနိုင်မှာဖြစ်ပါတယ်။ Major area မှာတည်ရှိပြီး city center နဲ့နီးတဲ့ location တစ်ခုဖြစ်လို့ luxury lifestyle နဲ့ family living အတွက်အထူးကောင်းမွန်တဲ့ project တစ်ခုပဲဖြစ်ပါတယ်။အခုကြည့်ပြပေးသွားတဲ့ချင်းမိုင်မျိုးကကွန်ဒိုတွေအရာဝင်းတွေကိုစိတ်ဝင်စားပြီးတော့မှကိုယ်တိုင်လာရောက်ကြည့်ရှုချင်တယ်ဆိုရင်တော့စာကြဲအထိလာရောက်ကြိုပြီးတော့မှတက်ပြပေးပါမယ်နော်အားလုံးကျေးဇူးတင်ပါတယ်